မြေဩဇာငါနာကကြာရှုံးချင်းရဲ့မိတ်ဆွေဖြစ်တယ်ငါနာကြီးလိုက်ကိုခေါင်းဆောင်လို့မတက်ထားတဲ့သူမှတည်းများကိုအောင်နေနေလို့မြင်လာတယ်ကိုဘေးမှာရှိတဲ့မိတ်ဆွေတွေကိုတန်မမထားတတ်တော့ဘူးသူတို့ရဲ့အားသာချက်ကိုမမြင်နိုင်တော့ပဲမင်းဒီတော့တုံးရတယ်လားအုံတော့မရှိဘူးလားစသည်ဖြင့်အားမလို့အားမရနဲ့ဒေါသပြင်းနေလိမ့်မယ်ကိုဘေးကလူတွေကိုတုံးမကြဘူးလို့သင်အတွင်းဝင်လာတဲ့နေ့ကတင်ကြရှုံးတဲ့နေ့ဖြစ်တယ်ဥယျာဉ်မှုတွေကအပင်ကိုမျိုးစာပဲပဲစားထည့်ရမှန်းသိတယ်မျိုးစာဆိုတာဓာတုဆေးတွေချင်းမဟုတ်ဘူးဒိဋ္ဌိရဲ့စိတ်မှုပစ္စည်းတွေလည်းပါဝင်တယ်ဆိုတော့အဲ့အပင်တွေကမျိုးစာကိုမချိုက်ဘူးလို့မြင်ဆန်ဖို့မရှိဘူးမြင်ဆန်ဖို့မရှိရင်လည်းအဲ့ဒီမျိုးစာရဲ့စွမ်းရည်ကိုဆက်ယူပြီးကိုကြီးထွားစေနိုင်ပါတယ်ကိုဘေးမှာရှိတဲ့လူတွေဟာကိုယ့်အတွက်မျိုးစာတွေဖြစ်တယ်တချို့တော့အခွင့်အရေးတွေကပြဿနာနဲ့ကြုံတွေ့လာတတ်တယ်ကိုမမျောလင့်ထားတဲ့သူတွေစီကနေလမ်းမလာစေတတ်တယ်ကိုကိုတိုးတက်ဖို့ကိုကိုမျိုးစည်းထားဖို့အတွက်သူတို့ဟာတနည်းတစ်ခွန်ကနေကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတိတိဖြစ်စေမတိတိဖြစ်စေကိုကြီးထွားတိုးတက်ဖို့အတွက်ကိုကိုထောက်ပံ့စာမပေးနေကြတယ်ဒါကြောင့်ဘာမှမကြည့်ပါနဲ့ကိုဘေးမှာရှိတဲ့သူတွေကိုတန်ဖိုးထားပါ